ချက်ကလေးကိုတည်သွားပြီဆိုတာနဲ့ကိုရီးရဲ့ဘာဖြစ်လဲဘဝကိုတိုးတက်အောင်လုပ်ဖို့အတွက်ကဘာဖြစ်လဲတတ်တောင့်တတ်တာနဲ့လွယ်လွယ်ကူကူနဲ့ဘဝကိုဖြတ်တန်းနိုင်မှုဆိုတဲ့အရာတခုကပညာဆိုတာအဲ့ဒါကိုပြောတာဒါကိုမသိတာမှာဘာဖြစ်လူတွေကအမြဲတမ်းစိတ်ညစ်နေတယ်လေဒီနီးလန်းကိုမသိတော့နော်ဘယ်လိုအသုံးချရမလဲဆိုတော့မသိတော့အဲ့ဆိုတော့အလေးအကျင့်ကောင်းတစ်ခုကကြတော့တကူးတကလေ့ကျင့်ပေးရတာနော်စိတ်ညစ်စရာတွေဝမ်းနည်းစရာတွေပူဆွေးစရာတွေတကူးတကလှုပ်စရာမလိုအလိုလိုနေဘယ်အပေါက်ကဝင်လာလို့ဝင်လာမှန်းမသိဘူးဟလာမျက်လုံးတွေကလည်းဘာဖြစ်လဲဝင်လာတယ်အဆင်မပြေတဲ့အရာတွေမကောင်းတဲ့အမူအကျင့်တွေမကောင်းတဲ့အမြင်တွေနားတွေကလည်းဘာဖြစ်လဲကြားလိုက်ပြီဆိုတာနဲ့မကောင်းတာပဲတန်းမြင်တာမကောင်းတာပဲတန်းကြတာဟလာဗဇက်ကပြောလိုက်ပြီဆိုလို့ရှိရင်ဘာဖြစ်လဲကောင်းတာတဲ့ဘာဖြစ်လဲမကောင်းတာတွေကိုကြည့်ဘာဖြစ်လဲတန်းမြင်ပြီးတော့တန်းကြတာနော်အဲ့လိုမျိုးအရာတွေကြတော့ဘာဖြစ်လဲလေ့ကျင့်စရာမလိုဘူးနော်လေ့ကျင့်စရာမလိုဘယ်ကနေဘလို့ရောက်လာမှန်းမသိဘူးပြင်းလိုက်အောင်ပဲဆိုရင်လည်းဘယ်ကနေဘလို့ရောက်လာမှန်းမသိဘူးပြင်းလိုက်တာဒီနေ့စာမလုပ်ချင်ဘူးအလုပ်မသွားချင်ဘူးဟာလာမကောင်းတဲ့အမူအကျင့်တွေလေဘယ်ကနေရောက်လာမှန်းမသိဘူးဟာလာကောင်းတဲ့အမူအကျင့်ကြတာဘာဖြစ်လဲတကူးတကလုပ်ပေးရတာအဲ့ဒါကြောင့်မလို့ဘယ်ကနေရောက်လာမှန်းမသိတဲ့မကောင်းတဲ့အမူအကျင့်ရဲ့နေရာမှာနော်ကောင်းတဲ့အမူအကျင့်ကိုထည့်ပေးရမှာဘယ်ကနေထည့်ပေးရမလဲဆိုရင်မသိစိတ်ထဲကနေထည့်ပေးရမှာဘလို့ထည့်ပေးရမလဲဆိုရင်ကိုတက်သေးလေးလောက်လိုက်အဲ့ဒီတက်သေးလေးကိုဘာဖြစ်လဲ congratulation ဝါလေးတက်သေးလေးလုံးပြီးလို့ရှိရင်ဘာဖြစ်လဲအပေါ်ကလုံးကြီးတီအကြီးကြီးပြစ်တင်သူများတွေကိုဘလို့ပြောမပြောဘာဖြစ်လဲကိုပြစ်တင်ပေးလိုက်နော်တက်သေးလေးလုံးလိုက်နော်တက်သေးလေးလုံးပြီးအကြီးပြစ်တင်ဟာကွာနော်အဲ့ဒါတွေကဘာဖြစ်လဲမသိစိတ်ထုတ်ရဘသူတွေကဲ့ရဲ့မကဲ့ရဲ့သူတို့ကဘာဖြစ်လဲကဲ့ရဲ့နေပြီဆိုတဲ့အရာကဒီပညာတွေကိုမတတ်လို့ကဲ့ရဲ့တာဟုတ်လားဒီလိုမျိုးပညာတွေကိုတတ်တဲ့သူတွေကလေ no ဒီခေတ်မှာမကဲ့ရဲ့တော့ဘူးနော်ကဲ့ရဲ့နေပြီဆိုလို့ရှိရင်အဲ့ဒါသူတို့ကိုကြည့်လိုက်သူတို့ကိုကွာဘာဖြစ်လဲ possession တစ်ခုနေရာတစ်ခုဘာဖြစ်လဲပေးလို့ရသွားပြီဘာဖြစ်လဲသူတို့ကဉာဏ်ပညာမရှိတဲ့သူတွေဒီလိုပညာတွေကိုမတတ်လို့ဟဲဒီလောက်ကလေးတိလေးကိုဂုဏ်ယူနေလိုက်တာဟဲဟိုမှာကြည့်အောင်သူတို့ကကဲ့ရဲ့ရှုံချတော့မယ်လေနော်ဘာလို့လဲဆိုတော့သူတို့ကဒီပညာတွေမှမတတ်တာဒီပညာတွေကိုတတ်ထားတဲ့ပညာရှင်တွေကဘယ်သူမှဒီခေတ်ကြီးမှာဘာဖြစ်လဲမကဲ့ရဲ့တော့ဘူးကိုဂုဏ်ယူတတ်ပါစေအမြဲတမ်းပြောတယ်